One channel ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ One channel ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောစန်းနေနဲ့လစဉ်ရတရားတွေကိုပြန်လည်ထုတ်လွှင့်ပေးရရှိပါတယ်ကျွန်တော်တို့ဗာမင်းသိန်းခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်ဒီတစ်ပတ်မတ်လ19ရက်ကနေပြီးတော့25ရက်နေ့အထိစနေနေ့မွေးဖွားသူများစနေသားသမီးများအတွက်တပတ်တာယူတော်မင်္ဂလာဟောစန်းကိုဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာကိုမရောက်ဖူးတဲ့နေရာတွေကိုမရောက်ဖူးတဲ့ဒေသတွေကိုကျွန်တော်တို့ရောက်မဲ့ရက်တွေသွားမဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာကိုယ့်ရဲ့စူးစမ်းထားတဲ့အရာတွေမှန်သမျှကျွန်တော်တို့အကောင့်တွေပေါ်လာမယ်အောင်မြင်လာမယ့်ရက်တွေဖြစ်ပါတယ်အဲ့တော့အလုပ်စည်းဝါးနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့စိတ်ချမ်းသာမယ်အလုပ်နဲ့ပတ်သက်တဲ့ကိစ္စတွေရှောက်ထားရင်လည်းအလုပ်ရတာမျိုးကိုယ်စည်းဝါးနဲ့ပတ်သက်တာလုပ်ထားရင်လည်းအောင်မြင်တာမျိုးတွေအဲ့တော့အလုပ်စည်းဝါးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်ကျွန်တော်စိတ်ချမ်းသာမယ့်ရက်တွေဖြစ်တယ်အဲ့တော့ဒီလိုရက်မျိုးတွေမှာတော့စနေနေ့မွေးဖွားသူတွေဟာတရားဘက်ကိုကျွန်တော်လိုက်စားရင်တရားရမယ့်ရက်တွေဖြစ်တယ်အဲ့တော့တာသနာပြုမယ်လို့စိတ်ကူးထားရင်လည်းကျွန်တော်ပြုရမယ့်ရက်တွေပြုပြမယ့်ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရက်မျိုးတွေမှာတော့စနေနေ့မွေးဖွားသူတွေဟာကံကောင်းနေတဲ့ရက်တွေဖြစ်တယ်အဲ့တော့အရေးကြီးတဲ့ကိစ္စတွေစတင်ပြုမှုပြောဆိုဆုံးဖြတ်လုပ်ကိုင်မယ်ဆိုရင်လည်းကျွန်တော်အောင်မြင်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာဘာတွေနဲ့ပတ်သက်ရင်ကျွန်တော်တို့အကျိုးရှိတယ်ဘာတွေနဲ့ပတ်သက်ရင်ကောင်းလဲဆိုတော့ကျွန်တော်ကွန်းတို့ခြံတို့ကိုင်းတို့ငေးတို့ငပိငချောင်းနဲ့ပတ်သက်တာမျိုးတွေကျွန်တော်အသေးနဲ့ပတ်သက်တာမျိုးတွေအဝေါ်ထန်နဲ့ပတ်သက်တာမျိုးတွေကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေလျှက်စစ်ပစ္စည်းတို့ဓာတုဗေဒပစ္စည်းတို့ဓာတ်တထုနဲ့ပစ္စည်းတွေဓာတ်တထုနဲ့ပတ်သက်တဲ့ပစ္စည်းတွေကင်မီကယ်နဲ့ပတ်သက်တဲ့ကိစ္စတွေဓာတ်ဆီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စတွေအခုကျွန်တော်ပြောတဲ့ကိစ္စတွေနဲ့ပတ်သက်ရင်တော့စနေနေ့မွေးဖွားသူတွေဟာပို့ပြီးတော့အကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်တို့အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့တတိထားပြီးလောက်ကန်ဆောင်ရွက်တင်တယ်ဆိုတော့ကျွန်တော်အကျိုးဆောင်ပြီးလုပ်ရမယ့်ကိစ္စတွေအိမ်ဆောက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအုပ်တို့အင်းတို့အေးတို့အချိုရည်တို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဥပဒေတို့အုပ်ချုပ်ရေးတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအလားကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရွှေတို့ရေတို့လယ်တို့လမ်းတို့နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဖိုးနဲ့ရတနာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဝတ်တို့ဝါတို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရမျိုးတွေမှာစနေနေ့မွေးဖွားသူတွေဟာတတိထားပြီးလောက်ကန်ဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့စနေနေ့မွေးဖွားသူတွေဟာရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထွက်တဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်အုံးရင်နဲ့အဲ့တော့ရောင်းနေတဲ့ပစ္စည်းတွေအုံးရင်နဲ့ငယ်ယူပြီးတော့အုံးရင်လေးနဲ့ကျွန်တော်ပိုက်ဖြန်းပြီးတောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအမြန်လာပြီးအမြန်ရောင်းထွက်စေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရက်မျိုးတွေမှာတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ဘာတတိထားလဲဆိုတော့ကျွန်တော်ရင်ဝမ်းနဲ့ပတ်သက်တာလေးတွေပဲတတိထားဖို့လိုတဲ့ရက်တွေဖြစ်တယ်အဲ့တော့အကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေကတော့6-2-3ဆိုတဲ့ကဏ္ဍနံပါတ်တွေဟာအကျိုးပေးကံကောင်းစေတဲ့ကဏ္ဍနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရမျိုးတွေမှာပဲအိမ်တော်ရှင်တွေဖို့ကျွန်တော်ညှိမရနှိုင်းမရတွေဖြစ်တတ်ပြီးချစ်သူကြီးသားတွေဖို့ကတော့ကျွန်တော်တို့ဝမ်းသာမဲ့ရက်တွေပျော်ရွှင်ရမဲ့ရက်တွေအဆင်ပြေတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာတော့တခုလေးကျွန်တော်တို့စနေနေ့မွေးဖွားသူတွေစနေသားသမီးတွေဟာကျွန်တော်တခုလေးလှူခြင်းတန်းခြင်းလို့ပဲဖြစ်ဖြစ်တခုကိစ္စလေးတွေထူးထူးခြားခြားကိစ္စလေးတွေအောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်ဘာလို့ရလဲဆိုတော့ကျွန်တော်အိမ်ဖျားမှာပဲကျွန်တော်နန်းကြီးတို့တပွဲမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုလေးလေးနဲ့ကတ်လူပြီးဆုတောင်းလိုက်ပါခင်ဗျာစနေနေ့မွေးဖွားသူများအားလုံးကျမ်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ